အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဓမ္မကျမ်းစာထဲကယုံကြည်သူတွေတိုင်းဝန်းထဲမှာကျွန်တော်တို့အေဝံဂေလိတွေဝင်ငှတဲ့အခါမှာကျွန်တော်တို့ပြောထားရှိတဲ့ခရစ်တော်ရဲ့အသွေးတော်အကြောင်းနဲ့ခရစ်တော်ရဲ့ကားရင်ပေါ်မှာကျွန်တော်တို့ပြည့်ကျွေးတွေကိုတည်တင်ပြီးတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝင်ငှကြတာတွေ့ရတယ်အင်မတန်မှကောင်းတယ်เนาะအဲ့တော့အရင်ကကျွန်တော်တို့ယုံကြည်သူတွေတတ်တာထဲမှာတော့သူတစ်ပါးအတွက်တော့ခရစ်တော်ကိုမြင်နိုင်ဖို့ရန်အတွက်အေဝံဂေလိကိုဇက်တိုက်ဝင်ရဖို့ကျွန်တော်အနေနဲ့လည်းတိုက်တွန်းခြင်းနဲ့အဲ့တော့ကျွန်တော်တို့ယုံကြည်သူတတ်တာမှာကျွန်တော်တို့ဆက်လက်ပြီးတော့မှမတိသေးတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။နောက်ပြီးလို့ရှိရင်ပြီးပြီးတော့အရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့ဆက်လက်ပြီးတော့ဝင်မှခြင်းတဲ့အကြောင်းအရာကတော့ဒီခရစ်တော်ရဲ့အေဝံဂေလိနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာရှုခဲ့တဲ့အပိုင်းတွေတချို့ရှိတယ်နော်။အဲ့တော့ဒီအရာကိုကျွန်တော်ဆရာတွေရဲ့တော်တော်များများတင်ချမှုတင်ပေးတဲ့ပိုင်းတွေမှာသိမတွေ့ရဘူး။ယုံကြည်သူတွေကကျွန်တော်တို့နော်ဓမ္မကျမ်းစာကိုများများလေ့လာဖို့လိုပါတယ်။နော်ဒီအပိုင်းကဘယ်လိုဖြစ်တယ်ဒီအပိုင်းကဒီလိုဒီအပိုင်းကတချို့သောအရာလေးတွေကကျွန်တော်တို့နားမလည်တာလေးတွေရှိနိုင်တယ်။အဲ့ဒီအတွက်ကြောင့်မလို့များများလေ့လာဖို့လိုပါတယ်။အဲ့တော့ဒီကနေ့မှာကျွန်တော်ကောရိန္သုပထမစာဆောင်ခန်းကြီး15အငယ်1ကနေ4ကိုဖတ်သွားမှာဖြစ်တယ်။ညီကိုတို့ငါသည်သင်တို့အားဟောပြောဖူးသည်နှင့်အညီသင်တို့သည်ခံယူ၍မိဝဲစည်းကပ်သောဧဝံဂေလိတရားကိုသင်တို့အားတစ်ဖန်ငါကြားလိုက်၏အထက်ကငါဟောပြောသည့်အကြောင်းများကိုသင်တို့သည်အကျိုးမဲ့မယုံပဲစိတ်ဆွဲလန်းလျင်ထိုဧဝံဂေလိတရားအဖြစ်ကဲ့တင်တော်မူခြင်းတို့ရောက်ကြ၏ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှိဥစွာအပေးသောအကြောင်းအရာဟူမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အဖြစ်ကြောင့်အပေးခံတော်မူ၏အကျိုးပြီးမှကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့၌ရှင်ပြန်ထမြောက်တော်မူ၏နော်အဲ့တော့ယေရှုခရစ်တော်ကနော်ကျွန်တော်တို့ကိုစားလောကတိုင်းမှာပေးခံပြီးတယ်ပြီးလို့ရှိရင်တကြိုချင်းခံတယ်ပြီးရင်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်လာတယ်ဆိုတာကျွန်တော်တို့ကျမ်းစာရသိရှိနားလည်ဖို့ပေါ်ရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါလုကပြောတာဧဝံဂေလိတရားဆိုတာယေရှုခရစ်တော်ကနော်တော့ယေရှုခရစ်တော်ကကယ်တင်တော်မူတယ်နော်နံပါတ်1ကချက်ပါလို့ဆိုတော့ကယ်တင်တယ်ဒီမှာကယ်တင်တယ်ဆိုတော့လောကတိုင်းပေါ်မှာနော်အသွေးသွင်းတော်ပြီးတော့မှနော်ကယ်တင်ခဲ့တာဖြစ်တယ်အဲ့တော့နံပါတ်2ချက်ကဆက်ပြရလဲဆိုတော့ဒီမှာတကြိုပြီးမှနော်တကြိုချင်းခံနံပါတ်2ကတကြိုချင်းခံနော်နံပါတ်3ချက်ကဘာလဲဆိုတော့3ရက်မြောက်သောနေ့၌ရှင်ပြန်ထွားမြောက်တော်မူ၏အဲ့တော့ဧဝံဂေလိဆိုတာဒီ3ချက်နဲ့ညီရဒီ3ချက်စလုံးပါနေရမှာဖြစ်တယ်ဒီနှစ်ချက်လည်းပါပြီးဒီချက်ကိုထားခဲ့လို့မရဘူးဒီချက်ပါပြီးဒီချက်ကိုထားခဲ့လို့မရဘူးနော်ဒီနှစ်ချက်ပါပြီးတော့ဒီမှာပိုင်းလဲဧဝံဂေလိကမပြည့်စုံဘူးဖြစ်တယ်နော်အဲ့တော့ဒီမှာနော်ကဲတင်ချင်းနော်ကဲတင်ချင်းခရစ်တော်လောကတိုင်းပေါ်မှာကျွန်တော်တို့လူသားတွေအတွက်ကျွန်တော်လူသားတွေအတွက်အသွင်တော်လောင်ပြီးတော့မှအသေးခံပြီးသွားတယ်နော်ကျွန်တော်တို့ရဲ့အပြစ်ကြွေးတဲ့အားလုံးကိုဒီလောကတိုင်းပေါ်မှာယူဆောင်သွားတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့နံပါတ်1ချက်ကဘာလဲဆိုတော့ကြိုချင်းခံတယ်လောကတိုင်းပေါ်မှာသူကျွန်တော်တို့ခံစားတဲ့ဝေဒနာအားလုံးကိုသူယူသွားပြီးတော့ခံပြီးသွားတယ်ပြီးတော့သူအသက်ထွက်သွားတယ်တော့သူအသက်ထွက်သွားပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကမြေကြီးမှာနော်တကြိုချင်းခံရတယ်နော်မြေကြီးမှာတကြိုချင်းခံရတယ်နော်အဲ့တော့ရှင်ပြန်ထမြောက်တယ်3ရက်မြောက်တဲ့နေ့မှာယေရှုကပြန်လည်ပြီးတော့ရှင်ပြန်ထမြောက်လာတာဖြစ်တယ်နော်အဲ့တော့